ဒီမင်းကိုဖြေနိုင်ရင်ဖုံးမိ9000လာယူပါဟုတ်ပါတယ်ခင်ဗျာကျွန်တော်အခုပြပြပေးမယ့်မိကုန်းလေးကိုဖြေနိုင်တဲ့မိသူမဆိုဖုံးမိ9000လာယူရပါတယ်ခင်ဗျာတယောက်ကို9000လုံးနဲ့3ယောက်တီတီကိုပေးတော့မှာဖြစ်ပါတယ်ခင်ဗျာကြာချိန်ကတော့တရက်သက်မှတ်ပေးထားပါတယ်မိကုန်းလေးကတော့ထို့အရာမြန်မာနိုင်ငံရဲ့ထင်ကြရလဲပတ်စရာနေရာတစ်ခုမှာအများပြားရှိပါတယ်မြန်မာနိုင်ငံသားတွေထက်နိုင်ငံသားတွေကထို့အရာကိုအသုံးပြုပြီးတော့စီးပွားရှာတတ်ကြပါတယ်မြန်မာလူမျိုးတွေရဲ့အထွတ်မြတ်ထားတဲ့အရာတွေကိုပြုလုပ်ပူဇော်ရင်းလဲထို့အရာပါဝင်ပတ်သက်နေပါတယ်သူ့ရဲ့စာချုပ်လေးကတော့မြေမှာမရှိရေမှာရှိအစင်းလဲလောက်အချင်းလဲလောက်ဖြစ်ပါတယ်ခင်ဗျာထို့အရာဘာများဖြစ်မလဲဒီမိကုန်းလေးရဲ့အဖြေကိုနောက်ထပ်မိကုန်းလေးတွေကိုတော့အရင်ဦးဆုံးသိရှိစေနိုင်လို့ကျွန်တော်ရဲ့ YouTube channel ကို subscribe လုပ်နေပြီးတော့ TikTok channel ကိုလည်း follow လုပ်နေပြီးတော့ပါဝင်ထားလို့ရပါတယ်ခင်ဗျာလူကြီးမင်းတို့ရဲ့အမြင်ကိုလည်းcommentမှာဝေဖန်သွားလို့ရပါတယ်comment တွေရမှာပထမဆုံးအဖြစ်မဲ့သူ3ယောက်ကိုဖုံးပေ9000စီထည့်ပေးမှာဖြစ်ပါတယ်ခင်ဗျာကျွန်တော်ကတော့ The Quest ရဲ့ founder RD ဖြစ်ပါတယ်ခင်ဗျာနောက်လာမယ့်ဗီဒီယိုတွေမှာလည်းဒီလိုစိတ်ဝင်စားစရာကောင်းတဲ့ဘေးနီးဒီလိုစိတ်ဝင်စားစရာကောင်းတဲ့မိကုန်းတွေကိုဆက်လက်မေးမြန်းရင်းပဲအားလုံးနှုတ်ဆက်လိုက်ပါတယ်ခင်ဗျာကောင်းကြပါစေ